အားလုံးပဲမင်္ဂလာပါကျွန်တော်အခုပြပြပေးပါကတော့အိမ်မှာနေရင်းနဲ့အပိုးဝင်ငွေရကျင်သူတွေအတွက်လောက်ကိုလှုပ်ထားတဲ့ website လေးတွေအကြောင်းဖြစ်ပါတယ်ကျွန်တော်ဒီဗီဒီယိုမှာတော့အကုန်လုံးရှင်းရှင်းလင်းလင်းမြင်အောင်လို့ကျွန်တော်ကွန်ပျူတာနဲ့လုပ်ပြထားပါတယ်ဒါပေမဲ့ကိုသုံးနေတဲ့ mobile phone နဲ့ဒီ website တွေကိုအဆင်ပြေပြေလုပ်ဆောင်လို့ရပါတယ်ဘယ်ဖုန်းမျိုးအစားမဆိုအင်တာနက်သုံးလို့ရတာနဲ့လုပ်ထားလို့ရပါတယ်ကျွန်တော်တို့အကောက်ဖွင့်ပြီးတော့ထားလိုက်ရုံပါပဲပထမဆုံးတစ်ခုကတော့ US Cloud လို့ခေါ်ပါတယ်ဒီ US Cloud မှာဆိုလို့ရှိရင်သူကအကောက်ဖွင့်ပြီးတော့ဒီထားလိုက်ရုံပဲပေါ့နော်ကျွန်တော် mining ဆိုတာလေးကိုနှိပ်ပြီးတော့ထားလိုက်တာနဲ့သူကငွေတွေရနေမှာပေါ့သူကဒီကျွန်တော်တို့ free သမားတွေအတွက်ကတော့ပေါ့နော်တစ်လကိုတစ်ချိန်ပဲငွေထုတ်ခွင့်ရှိတယ်ဒါပေမဲ့ကိုက free ရတာဖြစ်တဲ့အတွက်အကောက်ဖွင့်ပြီးတော့ထားလိုက်တာနဲ့ငွေရနေမှာပေါ့နော်တစ်လကို$3ပဲရရ$4ပဲရရ$5ပဲရရတကယ်လို့$5ရရဆိုလို့ရှိရင်ကျွန်တော်မြန်မာငွေနဲ့ဆိုလို့ရှိရင်1000ခွဲရမယ်$10ဆိုလို့ရှိရင်3000ပေါ့နော်ဒါပေမဲ့သူ့မှာကျတော့ဒီတိုင်းကိုကအကောက်ဖွင့်ပြီးထားလိုက်လို့ရှိရင်တစ်လကိုအနည်းဆုံး$3လောက်ပဲရမယ်ပေါ့နော်တကယ်လို့ကိုကအကောင့်လဲဖွင့်မယ်နောက်တစ်ခါဒီသူ့ရဲ့ဒီ website ကို sharing ပေါ့နော်ကျွန်တော်တို့ friend တွေကို invite ပေးမယ်ဆိုလို့ရှိရင်ဒါတစ်လကိုကိုရှာနိုင်တော့ရတယ်ပေါ့နော်ဘာအရင်နေ့မှမလုပ်ဘူးကျွန်တော်ဆိုလို့ရှိရင်ဒီမှာဒီထဲကနေငွေနှစ်ခါထုတ်ပြီးသွားရေပေါ့နော်ကျွန်တော်ဒီ withdraw ဆိုတာလေးကိုနှိပ်ပြီးကြည့်လို့ရတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ပထမတစ်ခါဒီဇင်ဘာ9ရက်တုန်းကကျွန်တော်ဒါမဟုတ်ပါဘူးဒါနိုဝင်ဘာ16ရက်နေ့တုန်းကကျွန်တော်$4ထုတ်ထားတယ်ပေါ့နော်ဒါဒီဇင်ဘာ9ရက်မှာကျွန်တော်$14ထပ်ထုတ်တယ်ပေါ့ဒါဆိုလို့ရှိရင် total ကျွန်တော်$18ပေါ့နော်ထားပါတော့ဟိုလောက်ရနိုင်ပေါ့နော်$18ဆိုတော့ကျွန်တော်9000ကျော်လောက်ရနိုင်ပေါ့ဆိုတဲ့အခါကျတော့ဒီကောင်လေးကိုကျွန်တော်တို့ဘယ်လိုလုပ်အောင်လဲဆိုတော့ပြပြပေးမယ်ဒီကောင်လေးကိုအကောက်ဖွင့်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ video ရဲ့ description မှာပေးထားတဲ့ဒီ US Cloud အကောက်ဖွင့်ရဆိုတဲ့ link လေးကနေ link လေးကိုဝင်လိုက်ပေါ့နော်ဝင်လိုက်လို့ရှိရင်ဒီနေရာလေးကိုရောက်သွားမယ်ကိုကအကောက်ဖွင့်မှာဖြစ်တဲ့အတွက်ဒီ sign up ဆိုတာလေးကိုနှိပ်လိုက်မယ်ပြီးလို့ရှိရင်ဒီမှာသူကဘောရမှာ user name ပေါ့နော် user name မှာဆိုလို့ရှိရင်ဥပမာကိုနောက်က30ပေါ့နော်ဒါမှမဟုတ်1 2 3ပေါ့ဒါမျိုးထားလို့ရတယ်ပြီးရင်ဖုန်းနံပါတ်ကိုဖုန်းနံပါတ်ထည့်မယ်ပြီးရင် email ထည့်မယ်ပြီးရင် password ထည့်မယ်ပြီးရင် password ကိုနောက်တစ်ခါထပ်ထည့်မယ်ပေါ့နော်ပြီးရင်ဒီ I agree the terms of service ဒါလေးကိုမှတ်ချက်ပေးလိုက်ပြီးတော့ဒီအောက်ကဟိုဟာလေးကိုနှိပ်လိုက်ပေါ့နော်ဒီ sign up ဆိုတာလေးကိုနှိပ်လိုက်ပေါ့အဲ့ဆိုလို့ရှိရင် account လေးပွင့်သွားလိမ့်မယ်ပြီးရင်log in ဝင်လိုက်လို့ရှိရင်ဒါတော့ကျွန်တော်ကွန်ပျူတာမှာပြထားတာပေါ့နော်ဖုန်းမှာဆိုလို့ရှိရင်ကျွန်တော်ဒီ US Cloud ဆိုတာလေးကိုနှိပ်ပြီးတော့ဒီကနေ step mining ဆိုတာလေးကိုနှိပ်ထားလိုက်လို့ရှိရင်ဒါသူက auto mine နေမှာပေါ့နော်တခါပဲနှိပ်เสียရလို့တယ်ပြီးရင်ကိုကဒီငွေများများရကျင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဟိုဟာလုပ်ပြီးတော့လိုတာပေါ့နော်အဆုံးကကျွန်တော်ပြောသလိုသူ့ရဲ့ဒီ website ကို sharing လုပ်ပြီးလိုတာပေါ့နော် sharing လုပ်ပြီးဆိုလို့ရှိရင်ကျွန်တော်ကဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်ကျွန်တော်ဒီ website ကိုဒီကိုယ့်ရဲ့ invite link ကိုဘယ်လိုယူမလဲဆိုတော့ကျွန်တော်ဒီမှာဒီ invite friend ဆိုတာကနေဝင်ပြီးယူလိုက်ရတယ်ပေါ့နော်ဒီမှာ copy link ပေါ့အမျိုးယူပြီးတော့ဒါတရားကို link ရှာပေးလိုက်ပေါ့နော် Facebook ပေါ်မှာပဲဖြစ်ဖြစ် Telegram တို့ဘာတို့မှာဖြစ်ဖြစ်ဒါရှာပြီးတော့လုပ်လို့ရှိရင်ဒါသူ free ပေးထားတာကတော့ဒီလူမရှာလို့ရှိရင်ကျွန်တော်တစ်လောက်$3လောက်ပဲရမယ်ဆိုကိုကလူရှာနိုင်လို့ရှိရင်တော့တစ်လောက်$10လဲဟုတ်မယ်$20လဲဟုတ်မယ်$30လဲဟုတ်မယ်ပေါ့နော်ဆိုရပါစို့$20လောက်ရတယ်ဆိုရင်ပဲဒါတစ်လောက်ကိုအတွက်6000ကဒါ free ရနေမှာပေါ့နော်ဘာမှလည်းမပင်ပန်းဘူးဘာမှလည်းအရင်ကြီးမဆိုင်ရအောင်ပေါ့နော်ဒါကတော့ US Cloud ပေါ့နော်ဒါဒီဖုန်းမှာလည်းဒီတိုင်းပဲပေါ့နော်ကျွန်တော်အကောက်ဖွင့်မယ်အကောက်ဖွင့်ပြီးသွားလို့ရှိရင်ဒီဆိုင်အကနေအကောက်ဖွင့်မယ်ပြီးရင် log in ဝင်မယ်ပြီးလို့ရှိရင်ဒီထဲရောက်ရင်ဒီ US Cloud ဆိုတာလေးကိုနှိပ်ပြီးတော့ step mine လေးကိုနှိပ်ထားမယ်ပြီးရင်ကျွန်တော်တို့ဒီကဒီငွေမဲမဲရအောင်အတွက်ဒီ invite friend ပေါ့နော် invite friend ကနေဝင်ပြီးတော့ယူလိုက်ရတယ်ဒီ referral ဆိုတဲ့နေရာလေးကနေ referral ဆိုတဲ့နေရာလေးကနေကျွန်တော် link ဝင်ယူလိုက်ရတယ်ပေါ့နော်ဒါမျိုးယူပြီးတော့ကျွန်တော်တို့ဒီသူ့ရဲ့ website ကို sharing လုပ်ပေးလို့ရှိရင်သူကငွေများများပေးတယ်ပေါ့နော်သူကတော့ mining website ဆိုတဲ့အခါကျတော့ကျွန်တော်တို့လူချနိုင်တယ်လို့သူ့ရဲ့ဒီ GPU hash power တွေကတိုးမှာပေါ့နော်အဲ့လိုမျိုး GPU hash power တွေတိုးတဲ့အခါကျွန်တော်တို့ငွေများများတော့ပေါ့ကျွန်တော်မှဆိုဒီမှာကျွန်တော်ရဲ့ daily income က$0.66ဆိုတော့$0.66ဆိုကျွန်တော်တစ်နေ့ကိုဘယ်လောက်ရမလဲဆိုတော့$1ကို$3ဆိုရင်ကျွန်တော်ကတစ်နေ့ကို2000လောက်ရနေပေါ့နော်အဲ့ဆိုကျွန်တော်ရဲ့ဒီ monthly income ကကျတော့ဒါမှ19.7ပေါ့နော်ဒါ$20ပဲထားပါတော့ဒါကျွန်တော်တစ်လကို6000ဒါ
နင်းထိုင်အလိုနင်းရနေတာပေါ့နော်ဆိုတဲ့အခါကျတော့ဒါကတော့ US cloud ပေါ့နောက်တစ်ခါသူနဲ့ပုံစံတူသူကဆောင်းကကျွန်တော်ပြောခဲ့တဲ့ US cloud နဲ့ပုံစံအတူတူပဲပေါ့နော် US cloud ကိုလောက်တက်လို့ရှိရင်ဒီဘိုင် cloud ကလည်းလွယ်လွယ်လေးရယ်လောက်တက်လို့ရှိရင်လို့ပြောတာကလည်းတကယ်ကတော့အကောက်ဖွင့်မဲ့လူရှာမဲ့ဒီနှစ်ခုပဲပေါ့နော်လူမရှာချင်းဒီတိုင်းပြတ်ထားလိုက်ပေါ့တလားသူ free ပေးတဲ့$3ယူလိုက်ပေါ့နော်ဒါကတော့နေထိုင်ပတ်စံရပဲတစ်လ$3ဆိုလဲကိုအတွက်1000ပေါ့နော်ဆိုတဲ့အခါကျတော့ငွေမများရကြတော့ကျွန်တော်ပြောခဲ့သလိုမျိုးပဲလူရှာပေါ့နော်ဆိုတော့ခါကြတော့ဆောင်းက US cloud သူကကျတော့ buy cloud ပေါ့နော်အတူတူပဲရယ်သူ့ကိုအကောင့်ဖွင့်မယ်ဆိုရင်ကျွန်တော် video ရဲ့ description မှာပေးထားတယ်ဒီ buy cloud အကောင့်ဖွင့်ရဆိုတဲ့ link ထဲကနေဝင်ပြီးတော့အကောင့်ဖွင့်ပေါ့နော် link ထဲကိုဝင်လိုက်ရင်ကျွန်တော်ဘယ်နေရာရောက်သွားမလဲဆိုတော့ဒါမျိုးလေးပေါ့နော်ဒီ sign up ဆိုတာလေးကိုနှိပ်လိုက်ပေါ့ပြီးလို့ရှိရင်စောနာတော့ကလိုပဲuser name နေရာမှာကိုနောက်က1 2 3ပါညာပေါ့နော်ပြီးရင်ကိုယ့်ရဲ့ Gmail address ဖြစ်ဖြစ် email address ဖြစ်ဖြစ်ထည့်ပေါ့နော်ပြီးလို့ရှိရင်ဒီ enter password နဲ့ confirm password မှာကိုပေးချင်တဲ့ password ကိုနှစ်နေရာသလုံးရိုက်ပြီးရင်ဒီအောက်က I am not a robot ဆိုတဲ့ဟာလေးကိုမှန်ချက်ပေးပြီးတော့သူကဒီမှာဖြည့်ခိုင်းလိုက်မယ်ပေါ့နော်ဒီဒါမျိုးလေးဒီမှာဆိုလို့ရှိရင်ဒီရှမ်းမေးဆိုလို့ရှိရင်ဒီအိမ်ခေါင်းမိုးလေးတွေပေါ့နော်အဲလိုမျိုးလေးတွေရွေးပြီးတော့ verify လုပ်ပေါ့နော်ဒါကတော့လွယ်ပါတယ်ပြီးအကောက်ဖွင့်ပြီးသွားရဆိုလို့ရှိရင်ဘယ်နေရာရောက်သွားမလဲဆိုတော့ဒီနေရာလေးကိုရောက်သွားမယ်ပေါ့ဒီမှာကျတော့ဒီ website မှာကျတော့သူကဒီဆောနာဒီဟိုကကျတော့ဒီ US cloud ကကြတော့ကျွန်တော်တို့ဟိုပါပေါ့နော်ဒီမှာကျွန်တော်တို့ဒီမိုင်းရတာကြတော့သူက USDT တမျိုးတည်းပေါ့နော် USDT ကျွန်တော် cryptocurrency ပေါ့နော် USDT တမျိုးတည်းသူကပေးထားတာပေါ့နော်ဒီဘိုင်ကလောက်မှာကြတော့ဒီမှာဒီအများကြီးရှိတယ်ပေါ့နော်ဥပမာဒီ product ကဆို Litecoin ပေါ့နော်ဒီအောက်ကဆို Dogecoin ပေါ့နော်ဒါကတော့ဘာလဲတော့ကျွန်တော်ဒီကောင်ဆိုဒီကောင်လေးဆိုရင်တော့ဒါ Bitcoin ပေါ့နော်ဒါ coin တွေအများကြီးရှိရပေါ့အဲ့ဒီမှာကိုကြိုက်တဲ့ဟာရွေးပြီးတူးလို့ရပါကျွန်တော်ကတော့ဒီမှာ Dogecoin ကိုတူးထားတယ်ကျွန်တော်တူးထားတာဒီမှာ$1ကျော်နေပြီပေါ့နော်ဒီမှာကိုကြိုက်တဲ့ဟာရွေးပြီးတော့တူးလို့ရတယ် Ethereum တို့ဘာလို့လဲတူးလို့ရတယ်ပေါ့နော်ဆိုတော့ဟုတ်ပြီဒီကောင်လေးကပတ်စံရလိုက်တချို့သူတွေကကျတော့ကျွန်တော်တို့ဒီ cryptocurrency ကိုမသိသေးဘူးပေါ့နော်ဆိုတဲ့အခါကျတော့ဒီ cryptocurrency ကိုသုံးဖို့ဆိုလို့ချင်းကျွန်တော်တို့ကျွန်တော်ရဲ့ YouTube channel မှာပဲဒီ Trust Wallet account ဖွင့်ပြီးအသုံးပြုနေတင်ပေးထားတယ်ပေါ့နော်ကျွန်တော်ဒီ video ရဲ့ description မှာလည်းကျွန်တော်ထည့်ပေးထားပါတယ်အဲ့ Trust Wallet ကိုဖွင့်ပြီးတော့ကျွန်တော်ဒီကနေငွေထုတ်လို့ရတယ်ပေါ့နော် Trust Wallet ဒီအောင်ငွေမထုတ်ခင်ကျွန်တော်တင်ပေးထားတဲ့ဒီ Trust Wallet အသုံးပြုနေ account ဖွင့်နေကိုအရင်ဆုံးကြည့်လို့ရတယ်ပေါ့နော်ကြည့်ပြီးသွားပြီဆိုလို့ချင်းနားလည်သွားလိမ့်မယ်ပြီးရင်ဒီကနေဒီ coin တွေကိုထုတ်လိုက်ပေါ့နော်ဟုတ်ပြီဒီရလာတဲ့ coin တွေကျွန်တော်တို့မြန်မာငွေရအောင်ဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော် Facebook forum မှာအများကြီးရှိပါတယ်ဒီ buyer တွေပေါ့နော်ဒီ cryptocurrency ဝယ်တဲ့သူတွေသူတို့ရှိမှသွားရောင်းလို့ရတယ်ဒါမှမဟုတ်ကဒီတီးပြီးသားသူဆိုလို့ရှိရင်တော့လည်းဒါလုတ်တတ်တာပေါ့နော်ပြောကြရမလို့ပါမသိသေးတဲ့သူကတော့အရင်ဆုံး Trust Wallet account ဖွင့်နေနဲ့အသုံးပြုနည်းကိုကြည့်ပြီးတော့ဒီကငွေထုတ်ပြီးတော့ဒီကျွန်တော်ဝယ်တဲ့သူတွေစီမှာသွားရောင်းလို့ရတယ်ပေါ့နော်ဝယ်တဲ့သူတွေကအများကြီးရှိပါတယ်ကျွန်တော် Facebook မှာဆိုလို့ရှိရင် USDT group တွေရှိတယ်ပေါ့နော် Facebook group တွေဒီ cryptocurrency group တွေမှာသွားရောင်းလို့ရတယ်ပေါ့နော်အဲ့မှာ trust seller တွေယုံကြည်ရတဲ့ဒီဝယ်ရောင်းလုပ်တဲ့သူတွေအများကြီးရှိပါတယ်ဆိုတော့ကျွန်တော်ငွေထုတ်မယ်ဆိုလို့ရှိရင်အတူတူပဲပေါ့နော်ဒီဘိုင်ကလောက်မှာကျတော့ကျွန်တော်ဒီမှာ withdraw ဆိုတဲ့နေရာလေးကနေထုတ်လို့ရတယ်ပေါ့နော်ဒီနေရာကနေသူကကျတော့ဒီမှာကိုဘာနဲ့ထုတ်ရှင်လဲပေါ့ဒီမှာ try currency ဆိုလို့ရှိရင်ကျွန်တော်ကဒီမှာ Dogecoin ကိုတူးထားတဲ့အတွက် Dogecoin ပင်နာ withdraw ကနေထုတ်ပြီးတော့ဒီနေရာမှာကိုထုတ်ရှင်တဲ့ amount ဒီနေရာမှာကျွန်တော်ရဲ့ Dogecoin address ထည့်ပြီးတော့ထုတ်လိုက်ရုံပဲပေါ့နော်ဆုံးကကျွန်တော် US cloud မှာကြတော့ဒီမှာဒီ withdraw ပေါ့နော်ဒီ withdraw ဆိုတဲ့နေရာလေးကိုဝင်သူကကြတော့တစ်မျိုးတည်းတူးရတာတစ်မျိုးတည်းပေါ့နော်ဒါပေမဲ့ထုတ်လို့ရှင်ကိုကြိုက်တာနဲ့ထုတ်လို့ရတယ်ဆုံးလာမယ် Dogecoin နဲ့ထုတ်မလားဘာနဲ့ထုတ်မလဲပေါ့နော်ကျွန်တော်ကတော့ USDT နဲ့ပဲထုတ်တယ်အဲ့အတွက်ဒီ withdraw ဆိုတာလေးကိုလုပ်ပြီးတော့ထုတ်လိုက်ရပါတော့ဒီမှာကျတော့ကျွန်တော်$2မှာပြေးသေးဘူးငွေကဒီနေ့မှထုတ်လိုက်တာဆိုတော့ကျွန်တော်မှ$1လောက်ပဲရှိသေးတယ်ပေါ့နော်သူက minimum withdrawal က$2ပေါ့နော်ကျွန်တော်မှ$0.16ပဲရှိသေးတယ်ဒါကတော့ငွေထုံးနည်းပေါ့နော်အဲဆိုတော့ဒီ website လေးတစ်ခုကကျွန်တော်ဒီအိမ်မှာနေရင်းနဲ့အပေါ်ငွေရကျင်သူတွေအနေနဲ့လုပ်ကိုလုပ်ထားတင်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဘာရင်းနှီးမှထည့်စရာမလိုရဲ့အကောက်ဖွင့်ပြီးပြည့်ဒီ US cloud ဆိုတာလေးကိုနှိပ်မယ်ပြီးရင်ဒီ stamp mining ဆိုတာလေးကိုနှိပ်ပြီးတော့ထားလိုက်တာနဲ့ကျွန်တော်ငွေတွေရနေမှာပေါ့နော်ဆိုတဲ့အခါကျတော့အဆုံးကကျွန်တော်ပြောတဲ့ဒီ
file cloud ကလည်းအတူတူပဲဒီ US cloud နဲ့အတူတူပဲပေါ့နော်ကျွန်တော်တို့ဒီ file cloud ဆိုတော့နေဒီ statement ကိုလုပ်ပြီးထားလိုက်ရုံပဲငွေထုတ်တဲ့အခါကြာလို့ရှိရင်เนาะကျွန်တော်ပြောတယ်ဒီ trust wallet အသုံးပြုနေအကောင့်ဖွင့်လေးကိုကြည့်ပြီးတော့ trust wallet ကလေးဖွင့်လိုက်ပေါ့နော်ပြီးရင်တရားငွေထုတ်လိုက်ပေါ့ထုတ်ပြီးရင်เนาะ Facebook ပေါ်မှာရောင်းလိုက်ပေါ့နော်ဒါကနေထိုင်နေကျွန်တော်တို့ဘာရင်းနှီးမှမလိုပဲနဲ့ငွေရတာပေါ့နော်လုတ်ကိုလှုပ်ထားတင်တယ်ဒီကောင်လေးကိုလှုပ်ရင်းနဲ့နောက်ကိုကျွမ်းကျင်ဆိုလိုမျိုးဒါမျိုး free ပေးတဲ့ website ကလေးတွေလှုပ်လို့ရတာပေါ့နော်ဆိုတော့ကျွန်တော်ဆိုလို့ရှိရင်ဒီမျိုး website ကလေးတွေကနေကျွန်တော်ဒါအပြင်းပြေလှုပ်ထားရင်းနဲ့တစ်လောက်အနည်းဆုံးမရအောင်ဆုံးကျွန်တော်တသိန်းခွဲလောက်ကတော့ပုံမှန်ရတယ်ပေါ့နော်အဲဆိုတော့အိမ်မနေနဲ့ဝင်ငွေပိုဝင်ငွေရကျင်သူတွေအနေနဲ့ဒီ website ကလေးတွေကိုလှုပ်ထားလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် There was once a day that